တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ဦးလေးတို့စီကိုအသားဟင်းလေးတွေချက်ပို့ပြတာလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်။ဘာဟင်းလေးဆိုတာကိုအဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးပါဦး။အရင်ဦးဆုံးဝက်သားနဲ့ငဖယ်ကိုအရသာလေးနှက်ထားပါမယ်။စားငါးမုံစနွင်းဂျင်းရည်လေးညှစ်ပါမယ်နော်။ငဖယ်ကကြတော့ကြက်ဥတွေတစ်လုံးထည့်ပြီးတော့မှွေပါမယ်။ကြက်ဥထည့်တာကကြတော့ငဖယ်ကြော်တဲ့ခါကျလို့ရှိရင်ဖောင်းဖောင်းလေးရအောင်လို့ပါ။အသားဟင်းတွေချက်တဲ့ခါကျလို့ရှိရင်ဒီလိုမျိုးအရသာကြိုနှက်နိုင်လို့ရှိရင်ပိုစားကောင်းပါတယ်။ပြီးရင်ဖုံးလေးအုပ်ပြီးတော့ထားလိုက်ပါမယ်နော်။ကြက်သားကိုလည်းအဲ့လိုပဲအရသာလေးအရင်နှက်ပါမယ်။စားငါးမုံစနွင်းဂျင်းရည်လေးညှစ်ပြီးတော့တေချာလေးနှက်ထားလိုက်ပါမယ်နော်။ပြီးရင်ဖုံးလေးအုပ်ပြီးတော့တင်ထားပါအောင်မယ်။ဒါကကြတော့ရခိုင်ဝက်သားဟင်းအတွက်ပေါ့နော်ဂျင်းရယ်ကြက်သွန်ဖြူရယ်ငရုတ်သီးအကျန်းဖတ်ရယ်ဒါလေးတွေကကြတော့ကြက်သားအချိုချက်မှာသုံးပါပေါ့နော်ဒါကဝက်သားအချိုချက်အတွက်သုံးမယ်ကြက်သားအချိုချက်အတွက်ကြတော့ကြက်သွန်ဖြူကြက်သွန်နီဂျင်းငရုတ်သီးအစိမ်းမုံရယ်ဆက်နွင်းရယ်နည်းနည်းထည့်ပြီးတော့အရင်ထောင်းထားပါမယ်ဒါကြတော့ဝက်သားရခိုင်ချက်အတွက်ဂျင်းကြက်သွန်ဖြူငရုတ်သီးကြမ်းဖက်ပြီးရင်ငပိလေးထည့်ပြီးတော့အရင်ထောင်းထားပါမယ်နော်ဒါကြက်သားအချိုချက်မှာတစ်ကြိုးခေါင်းနဲ့ကရိုဝေးရွက်ပါသုံးမယ်ပေါ့နော်ဝက်သားအချိုချက်အတွက်ဒါဝက်သားရခိုင်ချက်အတွက်ပေါ့နော်စင်သင်းပြင်ဆင်ပြီးပြီဆိုလို့ရှိရင်ကြားချက်ပါမယ်ဝက်သားအချိုချက်အတွက်အရင်တကြားကိုအရင်စီတက်ပါမယ်နော်ချက်ကနေကြမှာပဲငယ်ပြားရဲ့အနောက်လေးထည့်ပြီးမှွေပြီးတော့အရင်စီတက်ပါမယ်ထွက်လာတဲ့ရေလေးနဲ့ပဲအရင်အသားလုံးထားလိုက်ပါမယ်နော်ဒီကြားထဲမှာငဖယ်လေးပါစုပ်ပြီးကြော်ထားလိုက်ပါမယ်ဝက်သားကိုရေထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ချက်ထားလိုက်ပါမယ်နော်ဒါကကြတော့ကြက်သားချိုချက်အတွက်အရင်တစ်ကြိုးခေါင်းနဲ့ကရိုးရွက်ကိုစီရင်တက်ထားပါမယ်ငဖယ်လေးတွေကလည်းဒီမှာတစ်ဖက်လန်မိပြီဆိုလို့ရှိရင်တော့ကြက်ပြီဆိုလို့ရှိရင်ဆက်ထားလိုက်ပါမယ်နော်အမွှေးနဲ့လေးရအောင်အရင်စီတက်ပြီးပြီဆိုလို့ရှိရင်ကြက်သွန်ထောင်းထားတာလေးတွေကိုထည့်ပြီးတော့အရင်စီတက်ပါမယ်ဝက်သားကလည်းအရေခန်းလာပြီဆိုတော့ပြီးခါနေကြမှာကြက်သွန်နီနဲ့ဂျင်းလှီးထားတာလေးထည့်ပြီးတော့မှွေလိုက်ရင်ရပါပြီနော်အရသာကစောပြီးနှက်ထားတာဆိုတော့လေကိုအရသာမြည်ကြည့်လို့လိုမှထပ်ထည့်လို့ရပါတယ်စီနေလို့စီနေနေထပ်ထည့်တာပါနော်ခုနကကရိုဝေးရဲ့နဲ့တကြပုတ်ခောက်ကိုပြန်ထည့်ပြီးတော့မှွေပါမယ်ပြီးရင်ကြက်သားအရသာနှက်ထားလေးကိုထည့်ပြီးမှွေပါမယ်နော်ပြီးရင်တော့ရေထည့်ပြီးတော့ချက်ထားပါမယ်နော်ငဖယ်ကလည်းအကုန်လုံးကြော်ပြီးပြီဆိုလို့ရပါပြီနော်ဒါကြတော့ဝက်သားရခိုင်ချက်အတွက်ခုနထောင်းထားတဲ့ငရုတ်သီးနှစ်လေးတွေကိုစီရင်တက်ပြီးမှဝက်သားကိုထည့်ပြီးတော့မှွေပါမယ်အသားလေးတော်တော်လေးလုံးဝပြီဆိုတော့မှရေထည့်ပြီးတော့ဖုံးလေးအုပ်ပြီးချက်ထားပါမယ်နော်ကြက်သားတို့ကလည်းအရသာအကုန်လုံးနှက်ထားပြီးသားဆိုတော့လေအရေလေးခမ်းပြီးတော့ဒီလိုမျိုးစီပြန်လေးဖြစ်လာတဲ့အထိဆိုလို့ရှိရင်တော့ရပါပြီဝက်သားကိုလည်းအရေခမ်းတဲ့အထိချက်ပြီးပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော်ဒီမှာကြက်သားချိုချက်ရဲ့ဒါဝက်တနီချက်ပေါ့နော်အကုန်လုံးကစီပြန်လေးတွေချက်ထားတော့လေကြာလေးသိမ်းထားလို့ရအောင်လို့လေဒီမှာအကုန်လုံးရပါပြီပြီးလို့ရှိရင်ဘူးလေးနဲ့ထည့်ပြီးတော့သွားပေးမယ်ပေါ့နော်ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်ချင်းများအားလုံးကိုစိတ်နှပြကျန်းမာပျော်ရွှင်ကြပါစေဒါလေးကကိုစားမဲ့အိမ်မှာတယောက်စာလေးထားခဲ့တယ်ပြီးလို့ရှိရင်မြန်မာဆိုင်ကဝယ်လာတဲ့ဟာလေးတွေပါယူရမယ်ပေါ့နော်ဘိုင်ဘိုင်